အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုပါတယ်ဒီနေ့ထာဝရဘုရားထံတော်မှာလာတော့ကောင်းကြီးမင်္ဂလာအရောက်တိုင်းပေါ်မှာတက်ရောက်ပါစေဒီနေ့တကွဆင်ခြင်ဖို့ရန်အတွက်ခွန်အားယူကြဖို့ရန်အတွက်ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့လောကမှာခဏတာရှင်တဲ့အချိန်မှာအမြဲတမ်းတတိယနေဖို့ရန်အတွက်၃ချက်အနေနဲ့ဝင်ရချင်တာဖြစ်ပါတယ်ပထမချက်ကတော့ဘာလဲဆိုရင်ကျွန်တော်ဟာလောကရဲ့ဧည့်သည်ဖြစ်တယ်ဆိုတာဘယ်တော့မှမမေ့ဖို့ဖြစ်ပါတယ်ကျမ်းပိုက်အရင်ဖတ်ရအောင်စာလံနံပါတ်119အပိုက်ငယ်19ထဲမှာကျွန်ုပ်ဒီမေကြီးပေါ်မှာဧည့်သည်ဖြစ်ပါ၏ကျွန်ုပ်ဒီမေကြီးပေါ်မှာဧည့်သည်ဖြစ်ပါ၏ကျွန်တော်ဟာအင်ရှင်မဟုတ်ပါဘူးကျွန်တော်ဟာလောကမှာထာဝရတစ်သက်လုံးနေရမှာမဟုတ်ပါဘူးကျမ်းစာကဘာပြောလဲဧည့်သည်ဖြစ်တယ်လောကမှာခဏတာဧည့်သည်ဖြစ်တယ်ဧည့်သည်ဆိုတာကကျွန်တော်တိတ်တယ်လို့အသက်ရှင်လို့လည်းမရဘူးခရီးသွားနေတဲ့ဧည့်သည်ဖြစ်တယ်ဒါကြောင့်ကျွန်တော်ယုံကြည်သူတွေတယောက်ယောက်ဆုံးပါသွားတဲ့အခါမှာဘယ်လိုပြောတတ်ကြလဲဆိုရင်သူအိမ်ပြန်နှင့်ပြီသူအိမ်ရှိတယ်ထာဝရနေရမယ့်အိမ်ရှိတယ်ဒါပေမဲ့ဒီလောကကတော့ထာဝရနေရမယ့်နေရာမဟုတ်ဘူးခဏတာဧည့်သည်အနေနဲ့ကျွန်တော်တို့လောကထဲမှာခဏရောက်ရှိလာတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဝါကြွားစရာမရှိဘူးအာမင်ကျွန်တော်ဝါကြွားစရာမရှိဘူးငါဥစ္စာငါပိုင်းတဲ့အရာဆိုပြီးတော့ကျွန်တော်တို့လောဘကြီးစရာလည်းမရှိတော့ဘူးဘာကြောင့်လဲကျွန်တော်တို့ဟာလောကမှာခဏတာအသက်ရှင်နေတဲ့ဧည့်သည်ဖြစ်တယ်ဧည့်သည်ဆိုတာအချိန်တိုင်းအိမ်ပြန်ရတယ်ထာဝရမနေရအချိန်တိုင်းအိမ်ပြန်ရတယ်ဒါကြောင့်တော်များများအိမ်ပြန်နှင့်ပြီလို့ကျွန်တော်ပြောကြတာဖြစ်ပါအချိန်တိုင်းအိမ်ပြန်ရမယ်ဘယ်အိမ်ပြန်ပါလဲဆိုတာတိတ်ကိုအေးကြည့်တာဖြစ်ပါတယ်ဒါကြောင့်ပထမချက်မှာအားပေးချင်တာကကျွန်တော်ဟာလောကရဲ့ဧည့်သည်ဖြစ်တယ်ဆိုတာဘယ်တော့မှမမိဘူးဖြစ်ပါတယ်ဒုတိယချက်အနေနဲ့အမေမထားဖို့ရတဲ့အတွက်အားပေးချင်တာကဘာလဲဆိုရင်ကျွန်တော်အိမ်ကကောင်းကင်မှာကျွန်တော်အိမ်ဖြစ်တယ်ဟာလေလုယာဆိုကျမ်းစာတစ်ပိုက်ကိုအရင်ဖတ်ချင်ပါမယ်ကျမ်းစာကဘာပြောလဲဆိုရင်ဖိလိပ္ပိအခန်းကြီး3အပိုက်ငယ်20ဖြစ်ပါတယ်ငါတို့ကျင့်သောအကျင့်မူကားကောင်းကင်ဘုံနဲ့ဆက်ဆိုင်ရရှိ၏ကောင်းကင်ဘုံနဲ့ဆက်ဆိုင်ရရှိ၏အင်္ဂလိပ်ကျမ်းစာထဲမှာဖတ်တဲ့အခါမှာတိတ်ကိုခွန်အားရတယ်သူကဘာပြောလဲ our citizenship in heaven ကျွန်တော်ဟာကောင်းကင်နိုင်ငံသားဖြစ်တယ်တိတ်သဘောကျတယ်ကောင်းကင်နိုင်ငံသားဖြစ်တယ်ဒါကြောင့်ဒုတိယအနေနဲ့အားပေးချင်တာကဘာလဲဆိုရင်ကျွန်တော်အိမ်ကကောင်းကင်ဖြစ်တယ်ဆိုတာဘယ်တော့မှမမေ့ဘူးဖြစ်တယ်ခုနပထမချက်ကတော့လောကကတော့ကျွန်တော်ဧည့်သည်ဖြစ်တယ်ကျွန်တော်အိမ်မဟုတ်ထာဝရနေရာအိမ်မဟုတ်ဘူးဒါကြောင့်ဧည့်သည်တယောက်အနေနဲ့တစ်ချိန်တိုင်းအိမ်ပြန်နှင့်တယ်အိမ်ပြန်ရတယ်ဘယ်အိမ်ပြန်မှာလဲဒီနေ့ကျွန်တော်တို့ကောင်းကင်အိမ်ပြန်မှာဖြစ်တယ်ဟာလေလုယာဒုတိယချက်မှာကောင်းကင်အိမ်ကျွန်တော်တို့ကကောင်းကင်နိုင်ငံသားဖြစ်တယ် our citizenship in heaven citizenship ဆိုတာတိတ်အရေးကြီးတာဖြစ်ပါတယ်အမေရိကန်မှာနေတဲ့အခါမှာနိုင်ငံသားအဖြစ်ရှောက်ကြတယ် citizenship ရှောက်ကြတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ပြောပြချင်တယ်လောကကကျွန်တော်ရဲ့ citizenship မဟုတ်ဘူးကျွန်တော်ရဲ့စစ်မှန်သောထာဝရနေရမယ့်ကျွန်တော်ရဲ့နိုင်ငံကကောင်းကင်ဖြစ်တယ်ဟာလေလုယာကောင်းကင်ကကျွန်တော်နေရမယ့်နေရာဖြစ်ပါတယ်ဆိုတာဘယ်တော့မှမမေ့ပါနဲ့ဒါကြောင့်အထက်အရာကိုပဲမျှော်လင့်ပါအထက်အရာကိုပဲမျှော်လင့်ပြီးသွားဖို့ဖြစ်တယ်အထက်အရာကိုပဲကျွန်တော်ကိုးစားပြီးအထက်အရာကိုပဲကျွန်တော်တို့ယုံကြည်ကိုးစားပြီးကျွန်တော်တို့ဒီဘဝမှာခရီးသွားဖို့ရတဲ့ဖြစ်ပါတယ်ဟာလေလုယာမြေကြီးအရာကိုဆွဲလန်းခြင်းမရှိတယ်အထက်အရာကိုပဲဆွဲလန်းပါဒါကြောင့်ကျွန်တော်အိမ်ဖြစ်တယ်ကောင်းကင်ကကျွန်တော်ထာဝရနေရမယ်အိမ်ဖြစ်တယ်ဆိုတာလေးကိုဒုတိယချက်မှာမမေ့ဖို့အားပေးချင်တာဖြစ်ပါတယ်နောက်ဆုံးချက်ကတော့ဘာလဲဆိုရင်လောကခဏတည်းဧည့်သည်နဲ့အသက်ရှင်တဲ့အခါမှာဖခင်ကဘာတာဝန်ပေးထားလဲဆိုရင်နှစ်ကောအခန်းကြီး9အပိုက်ငယ်20ထဲမှာဘာပြောလဲဆိုရင်ထို့ကြောင့်ငါတို့ဒီခရစ်တော်ရဲ့တန်တမန်ဖြစ်ကြ၏တတိယချက်မှာမမေ့ဘူးအားပေးချင်တာကခရစ်တော်ရဲ့တန်တမန်ဖြစ်ပါလေတန်တမန်ဆိုတာကဘာလဲခရစ်တော်ကိုစားအနေနဲ့ကျွန်တော်တို့လှုပ်ဆောင်ခြင်းဖြစ်ပါလေဒါကြောင့်လောကမှာခဏတည်းဧည့်သည်နဲ့အသက်ရှင်တဲ့အခါမှာဘုရားကကျွန်တော်ကိုကြီးမားစွာတာဝန်ပေးထားတာဖြစ်ပါတယ်ဒါလည်းဘာလဲဆိုရင်တန်တမန်အလုပ်ဖြစ်ပါတယ်တန်တမန်ဆိုတာကကုစားပြုနိုင်ငံကုစားပြုသွားရတယ်မြန်မာပြည်မှာလည်းတန်တမန်ရှိတယ်တန်တမန်ဆိုမြန်မာနိုင်ငံပြည်ရဲ့ကုစားပြုအနေနဲ့စကားပြောရတယ်တွားရတယ်လှုပ်ဆောင်ရတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ကတော့ခရစ်တော်ရဲ့တန်တမန်ဖြစ်တယ်ဟာလေလုယာ Christ at the center ခရစ်တော်ရဲ့တန်တမန်ဖြစ်တယ်ဘ
လောက်တောင်မှကြီးမားဆိုအလုပ်လဲဆိုရင်ကျွန်တော်အိမ်ကပါလဲကောင်းကင်ကကျွန်တော်အိမ်ဖြစ်တယ်ကောင်းကင်နိုင်ငံကကျွန်တော်နိုင်ငံဖြစ်တယ်အဲ့ဒီကောင်းကင်နိုင်ငံရဲ့ကိုစားပြုတန်တမန်ဖြစ်တယ်ဆိုတာဒီနေ့ပြောပြချင်တာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်လောကမှာခဏတအသက်ရှင်တဲ့အခါမှာခရစ်တော်ရဲ့တန်တမန်ဖြစ်တဲ့အတွက်ကြောင့်ကောင်းကင်နိုင်ငံကိုစားပြုတန်တမန်အနေနဲ့ကျွန်တော်တို့ကိုခဏတလောကမှာရှီလွတ်ထားတာဖြစ်တဲ့အတွက်ကြောင့်တန်တမန်အလုပ်ကိုတာဝန်ကြည်ပြစွာနဲ့လှုပ်ဆောင်ဖို့ရတဲ့ဘုရားလေးအလိုတော်ရှိတာဖြစ်ပါတယ်။အဲကြောင့်ကောင်းကင်နိုင်ငံရဲ့တန်တမန်ဖြစ်တဲ့အတွက်ကြောင့်ခရစ်တော်ရဲ့တန်တမန်ဖြစ်တဲ့အတွက်ကြောင့်ခရစ်တော်အကြောင်းကိုကျွန်တော်ပြောပြဖို့ဖြစ်တယ်။ဘုရားတခင်လှုပ်စီခြင်းတဲ့အရာကိုကျွန်တော်တို့ကကိုးစားပြီးလှုပ်ဆောင်ဖို့ဖြစ်တယ်။ဒီတည်ကောင်းဟောပြောဖို့ဖြစ်တယ်။ကျွန်တော်တတ်နိုင်တဲ့လောက်ဘုရားအမှုတော်ထဲမှာကျွန်တော်ကြိုးစားပြီးတော့လှုပ်ဆောင်ဖို့ရတဲ့ဘုရားတခင်အလိုတော်ရှိတာဖြစ်တယ်။ဒါကြောင့်လောကမှာတင်တဲ့ကျွန်တော်ဖျားထားတာကလကားမဟုတ်ပါဘူးတန်တမန်အလုပ်ဖို့ရတဲ့ဖျားကခွဲခတ်မှတ်သားထားတာဖြစ်ပါတယ်လောကမှာကျွန်တော်အသက်ရှင်ဖို့ကိုချင်းဒီဖျားကအသက်ရှင်ခွင့်ပေးတာကလည်းတန်တမန်အလုပ်ကိုလုပ်ဖို့ရတဲ့ဖျားလိုတော့ရှိသေးလို့ပဲဖြစ်ပါတယ်ဒါကြောင့် Rick Warren စောက်ထဲမှာသူရေးထားတာခွန်အားရတယ်တခါမှအဲ့ဒီမိခွန်းလေးကိုတခါမှမမေးဘူးတော့ဘာပြောလဲဆိုရင်ကျွန်တော်တို့ကဲတင်ချင်းရတာနဲ့ဘာဖြစ်လို့ဘုရားသခင်ကောင်းကင်မခေါ်သွားပဲတဲ့ဒီလောကမှာခက်ခဲတဲ့လောကဦးချင်းနာချင်းရှိတဲ့လောကမှာဘာဖြစ်လို့ဆက်ပြီးအသက်ရှင်ခံရတာလဲဆိုတော့မိခွန်းလေးပဲဖြစ်ပါတယ်။ဘာကြောင့်လဲအမှန်တမ်းပြောမယ်ဆိုရင်သခင်ရှုမိကဲတင်ပိုင်ရှင်နေတဲ့လက်ခံယုံကြည်လိုက်တာနဲ့ကောင်းကင်ခေါ်သွားတယ်ဆိုရင်ပြီးသွားပြီလောကမှာခက်ခဲကြုံစရာမလိုတော့ဘူး။ဒါပေမဲ့ဘုရားသခင်ကကောင်းကင်မခေါ်သွားပဲနဲ့တကယ်ချမ်းတမ်းပြီးတော့ခက်ခဲပြီးတော့လောကမှာဘာဖြစ်လို့ဆက်ပြီးအသက်ရှင်ခိုင်းတာလဲဆိုရင်တခုပဲရှိတယ်တန်တမန်အလုပ်ကိုလုပ်ဖို့အတွက်ဖြစ်ပါတယ်မပြောင်းလဲသေးတဲ့သူများရှိသေးတယ်ယေရှုခရစ်ကိုမမြင်ကတဲ့ပိုင်ရှင်လက်ခံမယုံကြည်သေးတဲ့သူများရှိတယ်သူတို့ယုံကြည်လာဖို့ကောင်းကင်ကကျွန်တော်နိုင်ငံဖြစ်တဲ့ကြောင့်အဲ့ဒီကောင်းကင်နိုင်ငံမှာသူတို့တွားရောက်နိုင်ဖို့ရတဲ့ဖခင်သခင်ကကျွန်တော်တို့ကိုတန်တမန်အနေနဲ့လောကကိုခဏဆေလွတ်တာဖြစ်ပါတယ်ဟာလေလုယာဆက်ပြီးအသက်ရှင်ခိုင်းရတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်အခုချိန်ဒီအသက်ရှင်နေတာဘုရားအသက်ရှင်ခွင့်ပေးနေတာကအကြောင်းတစ်ခုပဲရှိပါတယ်အကြောင်းတစ်ခုပဲရှိပါတယ်တန်တမန်အလုပ်လုပ်ဖို့ဖြစ်ပါတယ်မပြောင်းလဲသေးတဲ့သူပြောင်းလဲလာဖို့ဖြစ်တယ်ဒီနေ့မိတ်ဆွေအားပေးခြင်းတယ်ဒါကြောင့်လောကမှာခဏတာအသက်ရှင်တဲ့အခါမှာဒီနေ့မထားရအောင်တတိယအောင်ကျွန်တော်ဟာလောကထာဝရနေရမယ့်နေမဟုတ်ဘူးအဲ့တဲ့ဖြစ်တယ်ဆိုတာဘယ်တော့မှမမေ့ကြရအောင်ကျွန်တော်ရဲ့နိုင်ငံကကောင်းကင်ဖြစ်တယ်ဆိုတာဘယ်တော့မှမမေ့ပါနဲ့ဟာလေလုယာကျွန်တော်ကောင်းကင်နိုင်ငံသားဖြစ်တယ်တတိယချက်ကတော့လောကခဏတဲ့အသက်ရှင်တဲ့အခါမှာဖခင်ကခရစ်တော်တန်တမန်အနေနဲ့အသက်ရှင်ဖို့ဖခင်ကအလိုတော်ရှိတာဖြစ်တယ်ခဏတာလေခရစ်တော်တန်တမန်ကောင်းကင်နိုင်ငံကိုစားပြုတန်တမန်အလုပ်ကိုဒီလှုပ်ဆောင်ဖို့ဖခင်ကလိုတော်ရှိတယ်ဆိုတော့သုံးချက်လေးကိုဒီနေ့မှာဝင်ငှချင်တာဖြစ်ပါတယ်အားလုံးပေါ်မှာထာဝရဘုရားကောင်းချီးပေးပါစေ